ကိုသိတ်ဒီအောင်နဲ့နော်ဗာရေးထားလဲဆိုတော့အကြံပြုကျင်ပါတယ်ညီလေးတဲ့လူတွေအများကြီးဝိုင်းလောက်တာထက်စာရင်နဝင်းစည်းသူရဲ့6ခုမြောက်မွေးနံကပဲအညွန့်အခက်အရွက်တွေကိုတဲ့ခုနကတော့နင်းချမ်းတွေကိုကင်တွယ်တာပို့ပြီးတော့အဆင်ပြေတယ်ဗောနော်သူဆိုလိုချင်တဲ့သဘောတစ်ခုက6ခုမြောက်ဆိုတာကကျွန်တော်တို့ဒီစပုတ်ကိုပြောတာဗောသူကစပုတ်ကိုပြောထားတာဗောမှန်ပါတယ်သူပြောတာကမမှားပါဘူးဒါကတော့အခြေခံမှာကျွန်တော်တို့သူ့ကိုနိုင်လို့စကိုခိုးလိုရာဆေးဖို့သုံးဆိုတာကကျွန်တော်တို့အင်္ဂါဝဇ္ဇာတိုင်တိုင်းမှာတိုင်းလုံးကိုကျွန်တော်တို့ကအချုပ်ကစပုတ်ဆိုပြီးတော့နဝင်းထိုင်တဲ့နေရာမှာလဲစပုတ်နေသားကနေပြီးတော့ကျွန်တော်တို့လောက်ရမယ်ဆိုပြီးတော့ရှေးစင်ဆက်ဆရာတွေကလည်းဆရာကြီးတွေလည်းပြောတာပဲဆရာဦးကြာမြင့်လည်းပြောထားပါတယ်ဒါပေမဲ့ဆရာကြီးဦးကြာမြင့်လည်းပြောခဲ့တယ်အခြားကျွန်တော်တို့ရဲ့စီနီယာဆရာကြီးလည်းပြောခဲ့တယ်ကျိုင်းလင်္ကာထဲမှာလည်းပြထားတယ်အဲ့ဒါလေးတစ်ခုကတော့เนาะကိုသိတိအောင်ကိုတစ်ချက်လောက်ပြန်ရှင်းပြပေးမှာပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့သူ့ကိုနိုင်လို့စောက်ကိုလိုရာဆေးဖို့တော့ဟုတ်ပါတယ်မှန်ပါတယ်အဲ့ဒါမှကျွန်တော်တို့ပြန်ပြီးတော့နောက်တစ်ဆင့်ထပ်ပြီးတော့ပြောချင်တာကတော့သူ့ကိုနိုင်လို့အမြင့်ကျိုးစောက်ကိုဤတို့မှတ်အဲ့တော့ကျွန်တော်တို့အင်္ဂါဝဇ္ဇာတိုင်တိုင်းမှာဥပမာတနင်္ဂနွေတိုင်ပဲထားပါတော့ဗျာတနင်္ဂနွေသားကိုကျွန်တော်နဝင်းထိုင်နေပဲထားပါတော့အပေါ်မှာကျွန်တော်တို့က9-6ဆိုတဲ့နေသားတွေကြာသပတေးတနင်္လာတောက်ကြရှိတယ်အဲ့နေသားတွေကကျွန်တော်တို့ကင်တွယ်ပြီးသုံးလို့ရတယ်တကယ်လို့ကျွန်တော်တို့အဓိက main ကတော့သူပြောသလိုကိုသိတိအောင်ပြောသလိုစပုတ်နေသားကိုကျွန်တော်တို့ကကင်ရမှာပေါ့နော်ရွက်ခက်ဒီပါညာတာမှုတွေပေါ့နော်အဲ့ဒါမှကျွန်တော်ဒီနေရာမှာစပုတ်နေသားမရှိဘူးဗျာဘယ်လိုလုပ်ကြမလဲကြာသပတေးသားပဲရှိတယ်တနင်္လာသားပဲရှိရပါတယ်သူ့ကိုနိုင်လို့အမြင့်ကျိုးစခိုဤတို့မှတ်အဲ့တော့ကျွန်တော်ကအမြင့်ကတယောက်ကသူ့ရဲ့အထက်နေသားတယောက်ကကင်တွယ်ပြီးတော့ကျွန်တော်တို့လုပ်လို့ရတယ်ဟုတ်ပြီရိုက်တဲ့သူကတန်နှင်းငွေသားဗျာကျွန်တော်တို့ကဘဒူးမှမရှိဘူးဗျာဆရာကလည်းတန်နှင်းငွေသားရလားရပါတယ်နေတူလည်းရတယ်ကျွန်တော်တို့ကင်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်တို့နေတူကလည်းကျွန်တော်တို့အပေါ်ဘက်ကိုယူတာရှိတယ်အောက်ဘက်ကိုယူရှိတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နေတူတယ်ဗျာဒီခုနကအဲ့ဒါဆိုရင်ကျွန်တော်တို့ဘာတွေလုပ်မလဲကျွန်တော်တို့ရဲ့ဒီအပိုင်တွေဖြစ်တဲ့ခုနကသူပြောတဲ့အညွန့်အခက်အရွက်တွေကိုကျွန်တော်တို့ကနင်းပြီးရိုက်တာလည်းရှိတယ်အပေါ်မှာကျွန်တော်တို့က9-6ဆိုတဲ့ကြာသပတေးတနင်္လာတောက်ကြမရခဲ့ဘူးဆိုရင်အဲ့လိုဆိုရင်လည်းကျွန်တော်တို့ကခုနကဒီခုနကကျွန်တော်တို့သူ့ရဲ့အထက်ဖြစ်တဲ့တနင်္ဂနွေရဲ့အထက်ဖြစ်တဲ့ပြင်းမာတို့တနင်္လာတို့နော်ဒီခုနကတောက်ကြတို့အဲ့ဒါမျိုးတီဟိုတို့ဘာတို့ကျွန်တော်တို့နင်းပြီးရိုက်တာလည်းရှိတယ်လူကမရှိဘူးဗျာကျွန်တော်တို့ရှာလို့လည်းမရဘူးအဲ့ဒါဆိုရင်သူ့ရဲ့အထက်မှာရှိတဲ့အရွက်ခစ်တွေကိုကျွန်တော်တို့ရိုက်တဲ့လူကနင်းရိုက်တာရှိတယ်အဲ့နင်းရိုက်တဲ့နေရာမှာလည်းကျွန်တော်ပြောပြအောင်မယ်ဥပမာဗျာနင်းရိုက်တဲ့လူကတစ်ကျွင်းဗျာတစ်ကျွင်းကိုကျွန်တော်တို့ကဥပမာတစ်ကျွင်းကကြတော့ तू ကဒီခုနကဟို तू နင်းမဲ့ဟာတွေကသူ့ရဲ့အပေါ်အလုံးတွေဖြစ်နေမယ်ပေါ့ तू ကဒီခုနက9တို့2တို့6တို့ကသူ့ရဲ့အပေါ်ဥပမာတနင်္ဂနွေသားချင်းသွားတူနေမယ်ဗျာဒါမို့ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အပေါ်ကနင်းမဲ့ဟာနဲ့ဟိုဘက်ကတနင်္ဂနွေသားကိုကျွန်တော်တို့ကရိုက်မှာ9-6ကိုနင်းရင်ကိုယ့်ရဲ့အထက်ကိုပြန်နင်းတယ်လို့ဖြစ်နေဦးမယ်အဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့မိမိရဲ့အပိုင်တွေတစ်ကျွင်းတနင်္ဂနွေဆိုရင်ကျွန်တော်တို့တစ်စိမ့်တွေဖြစ်တယ်တစ်စိမ့်တွေဆိုရင်ကျွန်တော်တို့ကဒီခုနကစပုတ်နဲ့ tree ကိုကျွန်တော်တို့ကရိုက်ပြီးအုပ်ထားတာပေါ့ဒါကတော့ပညာနဝင်းပေါ့စပုတ်နဲ့ကျွန်တော်တို့ဒီခုန tree ရန်ကိုပညာနဝင်းမှာကျတော့ကျွန်တော်တို့ကဒီအင်္ဂါနံဇော်စိမ့်ကိုလည်းနင်းပြီးတော့ရိုက်လို့ရတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ရိုက်မဲ့လူပေါ့ရိုက်မဲ့လူကမိမိရဲ့ဒီခုနကအထက်မှာရှိတဲ့အလုံးတွေကိုကျွန်တော်တို့ကဟိုမှာကိုရိုက်မဲ့လူကကိုဒီကနင်းရိုက်မဲ့အရွက်နေရကိုယ့်ရဲ့အပေါ်ကအထက်လုံးတွေဖြစ်နေရင်လည်းမိမိရဲ့အပိုင်တွေကိုနင်းရိုက်လို့ရတယ်ဒို့ရင်းမို့အပိုင်တွေရှာရခတ်နေရင်လည်းမိမိရဲ့အောက်သုံးလုံးဖြစ်တဲ့တနင်္ဂနွေအောက်သုံးလုံးမှာဆိုရင်ကျွန်တော်တို့အောက်မှာ3ညခဏတစ်ခုရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီခုနက4ခဏတစ်ခုရှိမယ်3ခဏရှိမယ်အဲ့တော့ကျွန်တော်တို့ဒီ3-4-3ညဆိုတဲ့အတွဲဒီမှာကျွန်တော်တို့ကရွက်လာတို့เนาะဒီလိုမျိုးဇော်စိမ့်တို့ထန်းတို့တခုခုနင်းရိုက်လဲရတယ်အဲ့တော့အဓိကကတော့ကျွန်တော်ဆိုတော့ကျွန်တော်အထက်မှာစောင်းပန်းအောက်မှာနင်းချမ်းတခန်းယူမိကြအဲ့တော့ကျွန်တော်တို့ကဒီအထက်စောင်းပန်းအပိုင်းနေမှာတခါလေးကိုနင်းရခက်နေလဲမိမိအောက်နင်းချမ်းကိုပဲသုံးလို့ရပါသေးတယ်ဒါကျွန်တော်တို့အစစ်အမြင့်ပိုင်းနေမှာပါအဲ့တော့ကျွန်တော်တို့တနင်္ဂနွေကျွန်တော်တို့ဥမာ9မျိုးရှိတယ်ဗျာတနင်္ဂနွေ9မျိုးကိုကျွန်တော်တို့ကရိုက်တော့မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ကအရွက်ခက်တွေကိုကျွန်တော်တို့ကစီစစ်ပြီးထုတ်တာပေါ့တစ်တနင်္ဂနွေဗျာတစ်စိမ့်တွဲပေါ့နော်နှစ်တနင်္ဂနွေဆိုရင်ကျွန်တော်တို့တစ်စိမ့်တွဲပဲဒါပေမဲ့3တနင်္ဂနွေဆိုရင်ကျွန်တော်တို့ကမတွန့်တွဲဖြစ်သွားမယ်4တနင်္ဂနွေဆိုရင်တစ်စိမ့်တွဲဖြစ်သွားမယ်5တနင်္ဂနွေဆိုကျွန်တော်တို့မတွန့်တွဲဖြစ်သွားပြီးတော့6တနင်္ဂနွေဆိုရင်ကျွန်တော်တို့ပန်းရတွဲဖြစ်သွားမယ်
တုံညတနင်္ဂနွေဆိုလို့ရှိရင်ကျွန်တော်ပိုင်းရတယ်ပဲပြောသွားမယ်ဒါကျွန်တော်တနင်္ဂနွေ9မျိုးပေါ့တနင်္လာမှာလည်းအလားတူပဲဥမာတနင်္လာဗျာပုရိဘွားဒါဆိုကျွန်တော်ပိုင်းရတွဲပေါ့နေ့တနင်္လာဘင်္ဂဘွားအဲ့ဒါဆိုကျွန်တော်တစ်စိမ့်တွဲဖြစ်သွားမယ်အတွဲတွေကတော့ကျွန်တော်တို့အားလုံး49မျိုးမှာပြန်ပြီးချုပ်လိုက်လို့ရှိရင်ကျွန်တော်တို့အတွဲ3မျိုးတစ်စိမ့်တွဲပိုင်းရတွဲမတွန့်တွဲဆိုပြီးအတွဲက3မျိုးပဲရှိတယ်အတွဲတွေသွားတူနေတာကိုတွေ့ရလိမ့်မယ်တူတဲ့အတွဲတွေကိုကျွန်တော်တို့ကပြန်ချုပ်ပြီးသုံးတာလည်းရှိတယ်ဥမာကျွန်တော်တို့ဒီမှာခုနဘောလို့ပေါ့ဥမာ3တနင်္ဂနွေဗျာကျွန်တော်တို့ကဥမာရာဇဘွားဗျာ5တနင်္ဂနွေရလဲမရဏဘွားဒါသွားတူနေတာရှိရဒီအတွက်သွားတူနေတော့ကျွန်တော်တို့တတွဲတည်းထားလိုက်တာပေါ့ဒီလိုမျိုးဒီခုနကအဓိပတိဘွားတို့ဒီကျွန်တော်တို့ခုနကတော့ဒီဘင်္ဂဘွားတို့အထုံးဘွားတို့ကတော့အတွဲတွေကတူးနေမှာပဲတိုက်ဖွားတွေကျွန်တော်တို့ဒီခုနပုရိဘွားတူမှာပဲကျွန်တော်မာရဏနဲ့ရာဇလည်းတူမှာပဲအလားတူကျွန်တော်တနင်္လာမှာလည်းအလားတူပဲတစ်တနင်္လာဆိုကျွန်တော်ပုရိဗျာနှစ်တနင်္လာဘင်္ဂဗျာ3တနင်္လာဆိုအထုံးပြတ်သွားမှာအသက်စိတ်တွဲ4တနင်္လာရာဇဘွားကြာလို့ကျွန်တော်ကဒီခုနမတွန့်တွဲပေါ့5တနင်္လာအဓိပတိဖြစ်မယ်ကျွန်တော်တစ်စိတ်တွဲ6တနင်္လာမာရဏဆိုရင်ခုနကတော့ကျွန်တော်ဟိုမှာသွားတူတော့ပေါ့4တနင်္လာသွားတူ6တနင်္လာဆိုရင်ကျွန်တော်ဒါမာရဏဖြစ်တဲ့အတွက်ကျွန်တော်မတွန့်တွဲသုံးသွားမယ်3ညတနင်္လာဆိုရင်ကျွန်တော်တိုက်ဖွားပေါ့တိုက်ဖွားဆိုကျွန်တော်ပိုင်းရအတွက်သုံးသွားမယ်အဲ့တော့ကျွန်တော်ဒီအတွဲတွေကတော့အများကြီးပဲဒါပေမဲ့လောလောဆယ်မှာတော့အများအမြင်မှာတော့လူတွေအများကြီးဝိုင်းလုပ်တယ်ဘာညာဆိုလဲလူတွေရှိလို့ဝိုင်းလုပ်တော့မရှိလဲကျွန်တော်တို့ကတယောက်တည်းရှိတယ်တော်တော်လုံးဝမှာပဲအဓိကတော့နေသားမှန်မယ်နီးစနစ်မှန်မယ်အတွဲမှန်မယ်ရိုက်ပန်းစောင်းမန်းနင်းချမ်းမှန်မယ်အဓိကတော့ကျွန်တော်နှဝင်းပညာမှာအထက်မှာစောင်းမန်းအောက်မှာနင်းချမ်းတခန်းယူမိကြဆိုပြီးစောင်းမန်းနင်းချမ်းကျွန်တော်တို့ခွဲတတ်ဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့တစ်စိမ့်တွေပိုင်းရတွေကျွန်တော်တို့မတွန့်တွဲဆိုပြီးအတွဲတွေခွဲနိုင်ဖို့လိုတယ်နောက်ပြီးကျွန်တော်အင်္ဂါဝိဇ္ဇာအချိန်ခါပေါ့နော်လာပြီးတော့ကျွန်တော်တို့ဝင်းထိုင်သူကမူလချိန်မှာထိုင်မှာလားစားဖို့မှာထိုင်မှာလားကျွန်တော်တို့သူစားဖို့ရောက်တဲ့အချိန်ပေါ့ဥမာတနင်္ဂနွေစားဖို့ရောက်သွားတဲ့အချိန်ပေါ့ဥမာအင်္ဂါချိန်မတနင်္ဂနွေကကျွန်တော်တို့အညွန့်ရောက်သွားတဲ့အချိန်အမစနေချိန်ပေါ့တနင်္ဂနွေနဲ့ဝင်းရောက်သွားတဲ့အချိန်ဗုဒ္ဓချိန်ဒီကျွန်တော်တို့ဗုဒ္ဓချိန်တို့စနေချိန်တို့အင်္ဂါချိန်တို့မှာထိုင်မှာလားဒီခုနကဒါမှသူ့မူလချိန်မှာလည်းကျွန်တော်ထိုင်ရင်လည်းထိုင်လို့ရတာပဲဒါတနင်္ဂနွေချိန်ပေါ့နော်အဲ့လိုမျိုးကြိုက်တဲ့ချိန်မှာထိုင်လို့ရပါတယ်ဒါပေမဲ့အဓိကကတော့ထိုင်မဲ့ကာယကံရှင်ကအောက်မရောက်သွားဘူးအရေးကြီးတယ်ဟုတ်ပြီဒါပြီးကျွန်တော်ပြောပြအောင်မယ်အဲ့ဒါမယ်အောက်ခုနကမှစောင်းမင်းင်းညမ်းနေမှန်ဖို့လို့ဟုတ်ပြီဟိုမှာဗျာလူမမာဆေးုံတင်ထားရတယ်အသေးအတန်ကြီးဖြစ်နေပြီနော်ကျွန်တော်တို့ခွဲရဆေးရမယ်အခုခွဲကန်းနဲ့ဝင်တော့မှာနော်နောက်ထပ်နိုင်ဝက်ဆိုခွဲကန်းနဲ့ဝင်ကျွန်တော်တို့ကဒီမှာဘာတွေလုပ်နေလဲအချိန်တွေရွေးနေတယ်ဘာတွေရွေးနေဆိုခက်သွားမယ်နော်အဲ့ဒါမျိုးကကျွန်တော်တို့အဲ့ချိန်မှာဆိုလို့ရှိရင်လေအကာလီကောအချိန်ခါကိုကျွန်တော်တို့ကမကြည့်ဘဲနဲ့စောင်းမန်းနင်းချမ်းမှန်ရင်ပြီးရောတစ်စိမ့်ပိုင်းကသူရစ်စာအတွဲမှန်ရင်ပြီးရောကျွန်တော်တို့အဲ့အတွဲတွေကိုမှန်မှန်ကန်ကန်နဲ့အသုံးချပြီးတော့ရိုက်ပေးတဲ့ဆရာကလည်းတီလာတမာရီပညာအဲ့ဒီအားကြီးနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီလူမမာဒီကျမ်းမာရေးမှာအခက်ခဲရနေပြီးတော့လွတ်မြောက်မယ်လို့ကျွန်တော်ဆိုလို့ချင်ပါတယ်ဒီနေ့ကတော့အချိန်ကလည်းသိမရလို့ကျွန်တော်ဒီလောက်နဲ့ပဲညီကုန်းချုပ်ပြီးလိုက်ပါတယ်နောက်ကတော့ကိုသိတိအောင်ကိုလည်းကျွန်တော်ကအကြံဉာဏ်ပေးချင်ပါတယ်အခုလိုမျိုးဝင်ပြီးတော့မိမိတီးတဲ့လောက်လေးနဲ့မိမိတတ်တဲ့လောက်လေးနဲ့ဝင်ပြောတာလဲကျွန်တော်တို့ကကြိုက်ပါတယ်ကိုတီးတဲ့လောက်ကိုတတ်တဲ့လောက်လေးကိုဝင်ပြီးတင်ပြပေးတာပေါ့ကျွန်တော်တို့ကတော့ဒါကိုလည်းကျွန်တော်တို့ကဘွေမယူပါဘူးကြိုက်ပါတယ်အဲ့ဒါမျိုးနောက်လဲအဲ့ဒါမျိုးကိုတီးတဲ့လောက်လေးတွေဝင်မှတ်ညပါကျွန်တော်ကနေပြီးတော့ဒီထက်အဆင့်မြင့်မြင့်တွေကိုထပ်မှန်ပြီးတော့ရှင်းပြပေးမယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီ post လေးကိုညီကုန်းချုပ်လိုက်ပါတယ်အရန်သိတိကျမ်းမှာချမ်းသာကြပါစေ